တရားမကျင့်ခင်တော့ဘာလှုပ်ရှားခဲ့ဒီတော့စပါးရိတ်ဒီပြရောဘာတွေအာဟုသူတွေလှုပ်သေးလဲငါးရှာတယ်ငါးရှာတယ်တင်ပါဗျာတွေ့ပြီးတော့မဖမ်းခဲ့တော့ဘူးပေါ့ဖမ်းခဲ့တယ်ဘယ်လိုလှုပ်ပြီးဖမ်းလဲရေခွင်းနဲ့ဆွဲတာဟုတ်လားအခုတော့အရှင်ဘုရားတရားအားထုတ်တော့အဲ့ဒီအာဟုသူတရားတွေကပေါ်မလာဘူးလားပေါ်လာတယ်ဗျပေါ်ပုံနည်းလေးလျှောက်ပါဦးဒီတော့ပြန်ရင်းနှိမ့်ဆက်တယ်ဗျပြန်ပြီးနှိမ့်ဆက်တယ်ဘယ်လိုနှိမ့်ဆက်တယ်ရေခွင်းနဲ့ခတ်တာပဲဆွဲတင်တာကိုယ်ပြန်ပြီးရေခွင်းနဲ့ပြန်ထည့်တင်ပါဗျာအဲ့တော့ကိုကပြန်မခံဘူးလားခံရတယ်ဗျဩကိုကတော့မသိတော့ကိုနဲ့မဆိုင်တဲ့ငါ့ကိုရေခွင်းနဲ့ခတ်တာငါခံလဲရတဲ့အောင်းမိတာကိုလွတ်သလားမလွတ်ဘူးဗျာမလွတ်ဘူးအဲ့တော့သူများကိုပြုတဲ့အာဟုသောကံသည်ထိုကံနဲ့မျိုးတူတဲ့ကံမျိုးကိုပြန်ခံရတယ်ဆိုတာအရှင်ဘုရားကလက်တွေ့ပေါ်မလာဘူးလားပေါ်လာတယ်ဗျာလက်တွေ့ပေါ်လာတော့ကံကိုင်းအကျိုးယုံမသွားဘူးလားယုံပါတယ်ဗျာအေးအဲ့ဒါကိုအထမနထံဇာနာတိတိမနုဿောအကြောင်းအကျိုးအကောင်းဆုံးကိုသိတာလူလို့ခေါ်တယ်အရင်တော့အရှင်ဘုရားအဲ့လိုသိလားမသိဘူးဗျာကိုလှုပ်တဲ့အာဟုသောကံတွေဟာလှုပ်ပြီးတော့လည်းဘာမှမထူးပါဘူးပျောက်သွားပါတယ်ငါတတာငါပဲသိပြီးစားတာဗိုက်တဲဖြစ်သွားပါတယ်ငါလည်းဘာမှမဖြစ်ပါဘူးဘာမှလည်းမခံစားဘူးလို့စိတ်ထဲမှာသိမနေဘူးလားသိပါတယ်အခုကျတော့ကိုပြုတ်တဲ့အာဟုသောကံဒီကိုယ်နောက်မှာအကျိုးပေးခွင့်ကြုံရင်အကျိုးပေးပဲဆိုပြီးတော့စောင့်ပြီးတော့နောက်ကနေလိုက်မလာဘူးလားလိုက်လာတယ်လိုက်လာတော့အရှင်ဘုရားအကယ်၍တရားမထုတ်ခင်သေကံဤကြရင်အဲ့နမိတ်ဒီပေါ်မှာတင်ပါဘူးအဲ့တော့ဘာတပြန်ကြားတပြန်ကံတူကသွားနေကြမှာအပြန်လန်ကျိုးပေးကြမှာတင်ပါဘူးအခုအရှင်ဘုရားငါ့ကိုရေခွင်းနဲ့ခတ်တယ်အခုအရှင်ဘုရားနမိတ်ထဲမှာကိုကရေခွင်းနဲ့ပြန်ခတ်ခံနေတင်ပါဗျာခတ်ခံရတယ်ဟုတ်ပြီအဲ့လိုလူတွေကမယုံကြတဲ့အခါဘာသာမဲ့တဲ့အမှားပြည်မှာလဲဗုဒ္ဓဘာသာရှိတဲ့ကြားတွေကမြန်မာဘာသာမဲ့တဲ့အဲ့လိုဖြစ်ကုန်တယ်ကံကံရဲ့အကျိုးကိုမြင်နိုင်တဲ့တမာတိစွမ်းအားမရှိတဲ့အတွက်ကြောင့်ဖျားလဲမယုံတော့ဘူးဗုဒ္ဓဘာသာမျိုးရိုးအစဉ်လာကမွေးလာပင်နဲ့ဗုဒ္ဓဘာသာဟာလည်းအတိတ်ပဲမရှိတဲ့အလုပ်ကြီးပဲလို့အဲ့လိုခံယူကြကုန်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အခုလိုမြင်တတ်တဲ့တမာတိမရှိလို့ဒီတမာတိကအလကားရပါမလားမရဘူးဗျာလောကလိုမင်းမှန်ပြောင်းခဏပြီးသားလို့ပြောင်းတတ်လို့မရဘူးခဏစမ်းကြည့်လို့မရဘူးကိုယ်တိုင်ကြင့်ကြံအားထုတ်ပြီးမှရတာမြတ်စွာဘုရားကလည်းငါပြောတိုင်းလည်းမယုံနဲ့အောင်နဲ့ငါခိုင်းတာကိုလုပ်ကြည့်အောင်ငါခိုင်းရင်ဒီအကျိုးရမယ်ခိုင်းတယ်လို့ပြောကြတဲ့ဒီအကျိုးဒီအကြောင်းကိုမမြင်ရင်ငါ့ကိုလည်းမယုံနဲ့အခုကဘုရားခိုင်းတဲ့အလုပ်ကိုမလုပ်ဖဲနဲ့ဘုရားကိုဝေဖန်တော့နော်ဘုရားသက်ကြီးလှူတာပတ်စံကုန်တယ်မိမုတ်တော်ကြီးကဘယ်ရောက်နေပြီလဲအကုန်လျှောက်ပြောတော့တာပေါ့အဲ့လိုပြောတော့အာဟုသောကံนี่တိုးတိုးပြီးတက်လာတယ်ဒီအဲ့တော့အရှင်ဘုရားကံကိုင်းအကျိုးကိုယုံရတော့နောက်တော့အာဟုသောလုံးမလားမလို့တော့ဘူးဗျာမလို့တော့တင်ပါဗျာသူများလို့ကိုခံရတယ်မဟုတ်လားတင်ပါဗျာအဲ့တော့ကိုလို့တာကိုခံရတယ်ဆိုတာဒါကိုပြောတာနော်လောကမှာကိုလို့တာကိုခံရတယ်မပြောဘူးလားပြောတယ်ဗျာအဲ့ကိုလို့တာကိုပဲပြန်ခံပါကဲအဲ့တော့ကြံတဲ့နေသူနေသားတွေကိုဘယ်လိုများတိုက်တွန်းကြလဲတပည့်တော်တပည့်ဝင်ဆရာတော်တရားကောင်းပါတယ်လို့ဒီပြောပါမယ်ဗျာ